လောင်းလုံမြို့နယ်လက်ခတ်တောင်ဖုန်ကြီးကျောင်းမှာပထမ်းပွဲလုပ်နေတဲ့အချိန်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်တာဖုန်ကြီးတွေတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ကျောင်းတွေကားတွေအဆောက်အဦတွေအကုန်လုံးဆုတ်ပြတ်တက်သွားတယ်နော်နောက်တစ်ခုကမကွေးတိုင်းရေစကြိုမြို့နယ်တာကောင်ရွာမရွာကိုစစ်တပ်ကပြည်သူ18ယောက်ကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တယ်ဘလို့တပ်တယ်လဲဆိုရင်ဟိုရှိတုန်းကနော်ရုံမှာရက်ဆက်တယ်လို့ပဲဗျတချို့ပြည်သူတွေကိုအရှင်လက်လက်မိရှုတတ်သွားတယ်တချို့ပြည်သူတွေကိုဓားတွေနဲ့ခုတ်ထစ်ပြီးတတ်သွားတယ်တချို့ပြည်သူတွေကိုခေါင်းဖြတ်ပြီးတော့ခြံစည်းရိုးငုတ်တိုင်တွေမှာချိတ်သွားတယ်ဗျပြည်သူ18ယောက်ကိုရရဆက်ဆက်ကိုဒါတပ်ဖြတ်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကမကွေးတိုင်းဆက်လင်းမြို့နယ်မှာစစ်တပ်ကအသက်50အရွယ်အမျိုးသမီးတစ်ယောက်ကိုမီးရှို့တပ်ဖြတ်သွားတယ်။နော်ဒါမကွေးတိုင်းဆက်လင်းမြို့နယ်မှာအသက်50အရွယ်အမျိုးသမီးတစ်ယောက်ကိုအရှင်းလက်လက်မီးရှို့တပ်ဖြတ်သွားတယ်။ရွာ2ရွာကိုမီးရှို့တာအင်ဂျီ400ကျော်ပြာကျသွားတယ်။ကဲအင်ဂျီ400ကျော်ဆိုတာနည်းမလား။ရွာ2ရွာကိုမီးရှို့တာအင်ဂျီ400ကျော်ပြာကျသွားတယ်နောက်တစ်ခုကစကိုင်းတိုင်းဝက်လက်မြို့နယ်စစ်ကိုင်ရွာမြောက်ဘက်ကို16ရက်နေ့ကနော်ပါတာမော်တာလို့ခေါ်တဲ့လေဒီနဲ့ပေါ့နော်ပါတာမော်တာလို့ခေါ်တဲ့လေဒီနဲ့ဘုံကျဲတာ6လသားအရွယ်ခလေးပါဝင်ပြည်သူ4ယောက်သေဆုံးသွားတယ်ကဲ6လသားခလေးပါဝင်ပြည်သူ4ယောက်သေဆုံးသွားတယ်ဒါစကိုင်းတိုင်းဝက်လက်မြို့နယ်စစ်ကိုင်ရွာမြောက်ဘက်ကိုနော်နောက်တစ်ခုကမန္တလေးတိုင်းတောင်သာမြို့နယ်တွေကရွာတွေကိုစစ်တပ်ကလေဒီနဲ့ဘုံကျဲတာနွားလေးကောင်သေဆုံးသွားတယ်ဗျာနော်နွားလေးကောင်သေဆုံးသွားတယ်အညာဒေသမှာရှိတဲ့ပြည်သူတွေကဒီနွားနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုတ်ရတာဟိုနွားလေးကောင်သေဆုံးသွားတယ်နောက်တစ်ခုကပဲခူးတိုင်းရေတာရှိန်မြို့နယ်ကရွာသစ်ရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့တာအိမ်ပေါင်း40ပြာကျသွားတယ်ဒီနေ့တရက်တည်းပဲနဲတာမဟုတ်ဘူးနော်နဲတာမဟုတ်နောက်တစ်ခုကကချင်ပြည်နယ်ဗမော်မြို့နယ်မှာရှိတဲ့ခရစ်ယာန်ဘာသာဝင်တွေကိုခရစ်ယာန်ဘာသာဝင်တွေအထွတ်မြတ်ထားတဲ့စိတ်ပတ်ထရစ်ဖျားရှိခိုးကျောင်းကိုဘုံကျဲတယ်မီးရှို့တယ်နောက်သင်းအုပ်ဆရာရဲ့နေအိမ်ကိုလည်းဘုံကျဲတယ်မီးရှို့တယ်ပြီးတော့ရုံးကန်းတဲ့စာသင်ကျောင်းကိုလည်းဘုံကျဲတယ်မီးရှို့သွားတယ်ဗျာနော်အခုစစ်တပ်ကိုအားပေးထောက်ခံတဲ့သူတွေကတဘုံနေကွာဘုံကျဲပလိုက်ကွာပြာပုံဖြစ်အောင်ပဲမီးရှို့ပလိုက်ကွာတယောက်မှမချန်ထားတယ်ကွာမြေကြမ်းရပြီကွာဆိုပြောကြတယ်ပေါ့နော်အဲ့ဒီစစ်တပ်ထောက်ခံတဲ့သူတွေကလေမျိုးတစ်မျိုးကိုသူတို့လက်လွတ်အဆုံးရှုံးပေးရပြီဆိုရင်အဲ့ဒါတဘုံလို့သတ်မှတ်လိုက်တာပဲ
အခုရှမ်းမြောက်မှာရှိတဲ့မြို့တွေကိုမြောက်ပိုင်းမှာမိတ်တွေကတိမ့်ထားတယ်အဲ့ဒါတို့ကအကုန်လုံးသဘုံပဲနော်အေကရခိုင်ပြည်နယ်မှာ14မြို့နယ်ကိုတိမ့်ထားတယ်အဲ့ဒီ14မြို့နယ်ထဲမှာရှိတဲ့သီလရှင်ပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်ပြည်သူပဲဖြစ်အဲ့ဒါအကုန်သဘုံပဲအကုန်ဘုံကျဲပဲအကုန်မီးရှို့ပဲမြေကြံရပြီကဲစဉ်းစားကြည့်နော်နေပြည်တော်မှာရှိတဲ့ပြည်သူတွေကိုဘုန်းဘုန်းတို့ PDF တွေကအကြောင်းမဲ့သွားတတ်ရင်ဘုန်းဘုန်းတို့ငြိမ်နေမယ်ထင်သလားဟမ်ဘုန်းဘုန်းတို့ကအာဏာရှင်စနစ်ကိုပဲတော်လှန်ခိုင်းတာပြည်သူကိုတတ်ခိုင်းတာမဟုတ်ဘူးဒါကြောင့် PDF ကပဲဖြစ်ဖြစ်တိုင်းရင်းသားလက်နက်ကိုင်ကပဲဖြစ်ဖြစ်အာဏာရှင်စနစ်ကိုပဲတော်လှန်ရမယ်ပြည်သူကိုအကြမ်းဖက်ရမှာမဟုတ်ဘူးနောက်ဆုံးဖမ်းမိတဲ့စစ်တုပ်ပန်းတွေကိုတောင်မှ PDF ကပဲဖြစ်ဖြစ်တိုင်းရင်းသားလက်နက်ကိုင်တွေကပဲဖြစ်ဖြစ်ဘာမှအကြမ်းဖက်လို့လဲရှမ်းမြောက်မှာကြည်လေဗိုလ်ချုပ်တွေကိုတောင်ပြန်လွှတ်ပေးတယ်စစ်တပ်မိသားစုဝင်တွေကိုပြန်လွှတ်ပေးတယ်ရခိုင်ပြည်နယ်မှာဗိုလ်ချုပ်တွေကိုပြန်လွှတ်ပေးတယ်စစ်တပ်မိသားစစ်တုပ်ပန်းတွေကိုတောင်မှဘုံတို့ PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဘယ်လိုဆက်ဆံတယ်လဲနော်ရိုးရိုးပြည်သူကိုမဆိုထားနဲ့ဖမ်းမိထားတဲ့စစ်တုပ်ပန်းတွေကိုတောင်မှဘုံတို့ PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဘယ်လိုဆက်ဆံခဲ့တယ်လဲအားလုံးမြင်တဲ့အတိုင်းပဲဘုံတို့ကအာဏာရှင်စနစ်ကိုပဲပြိုကျအောင်ဖြိုခိုင်းတာတိုက်ခိုင်းတာနော်စစ်တုပ်ပန်းကိုတောင်မှတတ်ခိုင်းတာမဟုတ်ဘူးနိုင်ကျင့်ခိုင်းတာမဟုတ်ဘူးနေပြည်တော်မှာရှိတဲ့ပြည်သူကို PDF ကလည်းအကြောင်းမဲ့တက်လို့မရဘူးတိုင်းရင်းသားလက်နက်ကိုင်ကလည်းအကြောင်းမဲ့တက်လို့မရဘူးနေပြည်တော်မှာရှိတဲ့ပြည်သူတွေဟာဒါမင်းအောင်လိုင်းနဲ့တမျိုးတည်းပဲနော်အဲ့တော့မင်းအောင်လိုင်းနဲ့တမျိုးတည်းနေတဲ့နေပြည်တော်မှာရှိတဲ့ပြည်သူတွေကိုအကုန်ချကွာအကုန်ရှင်းကွာလို့ဘုန်းဘုန်းတို့မပြောဘူးမပြောဘူးဘုန်းဘုန်းတို့ကအာဏာရှင်စနစ်ကိုပဲတော်လှန်ခိုင်းတာပြည်သူကိုတော်လှန်ခိုင်းတာမဟုတ်ဘူးပြည်သူကိုရှင်းခိုင်းတာမဟုတ်ဘူးပြည်သူကိုတတ်ခိုင်းဖြတ်ခိုင်းတာမဟုတ်ဘူးပြည်သူကိုနိုင်ကျင့်ခိုင်းတာမဟုတ်ဘူးပြည်သူကိုအကြမ်းဖက်ခိုင်းတာမဟုတ်ဘူးဒါကြောင့်နေပြည်တော်မှာရှိတဲ့ပြည်သူတွေမင်းအောင်လိုင်းနဲ့တမျိုးတည်းနေလို့ဆိုပြီးဘုန်းဘုန်းတို့မမုန်းဘူးပြည်သူကပြည်သူပဲဗျနော်ဘုန်းဘုန်းတို့ရင်ထဲနှလုံးသားထဲမှာဘယ်မြို့ဘယ်ရွာမှာပဲနေပြည်သူကပြည်သူပဲပြည်သူကလက်နက်မရှိဘူးအပြစ်မရှိဘူးအခုမင်းသမီးမင်းသားတွေအစိုးရတွေအမှုပညာသမားတွေစစ်တပ်ကိုအားပေးထောက်ခံလို့ဆိုပြီးဘုန်းဘုန်းတို့အပြစ်ပြောမနေဘူးဒေါသထွက်မနေဘူးဆဲဆိုမနေဘူးကြိမ်းပေါင်းမနေဘူးပြောင်းမနေဘူးလှောင်မနေဘူးပြည်သူကပြည်သူပဲနော်ဒါကြောင့်မင်းအောင်လိုင်းအိမ်ဘေးနားမှာနေတဲ့ပြည်သူကိုလည်းဘုန်းတော်ကပြည်သူလိုပဲသဘောထားတာအဲ့ဒီပြည်သူတွေကို PDF ကပဲဖြစ်တိုင်းသားလက်နက်ကပဲဖြစ်နိုင်ကျင့်လို့မရဘူးကြက်ဖက်လို့မရဘူးပြည်သူကိုနိုင်ကျင့်ခဲ့မယ်ကြက်ဖက်ခဲ့မယ်ဆိုရင် PDF ပဲဖြစ်တိုင်းသားလက်နက်ကကိုပဲဖြစ်ဘုန်းတော်လုံးဝလက်တင်မခံဘူးဘုန်းတို့တော်လှန်ခိုင်းတာဒီအာဏာရှင်စနစ်ကိုပဲတော်လှန်ခိုင်းတာပြည်သူကိုတော်လှန်ခိုင်းတာမဟုတ်ဘူးအနိုင်ကျင့်ခိုင်းတာမဟုတ်ဘူးအာဏာရှင်စနစ်တောင်မှဖမ်းမိထားတဲ့တုပ်ပန်းတွေကိုကောင်းကောင်းမွန်မွန်ပဲဆက်ဆံကြရတယ်ပေါ့နော်ပြည်သူကိုလက်ဖြားနဲ့ထိဖို့ဆိုတာဝေလာဝေးအဲ့တော့စစ်တပ်ကိုထောက်ခံတဲ့သူတွေကကြတော့ဘလောက်တောင်မှမိုင်းရိုင်းစုပ်ပဲ့တယ်လေအောက်တန်းကြတယ်လေဆိုရင်သူတို့ပြောနေကြတာနော်မြို့တစ်မြို့ကို PDF တွေကသိမ်းလိုက်ပြီဆိုရင်အဲ့ဒီမြို့မှာရှိတဲ့ဘုံကြီးပဲဖြစ်ဖြစ်သီလရှင်ပဲဖြစ်ဖြစ်ပြည်သူပဲဖြစ်အဲ့ဒါတဘုံလို့သူတို့တတ်မှတ်လိုက်တယ်တဘုံလို့တတ်မှတ်လိုက်တယ်ဗျာအခုနောင်ချိုမြို့ကို TNLA ကသိမ်းထားတယ်စစ်တပ်ကနောင်ချိုမြို့ဘုံစစ်တပ်ကနောင်ချိုမြို့ကိုဘုံကျဲတာကိုရင်ကိုးပါးနဲ့ပြည်သူ9ယောက်သေသွားတယ်အဲ့ဒါကိုသူတို့ကတဘုံပဲတကယ်ဆိုရင်ဒီအပြစ်မရှိတဲ့ကိုရင်လေးတွေကို PDF ကတွားတိုင်လဲအဲ့ဒီ PDF ကိုဖုံဖုံတို့ကလူဆိုးစင်းတွင်းလိုက်မှာပဲတိုင်းရင်းသားလက်နက်ကိုင်တက်လဲတိုင်းရင်းသားလက်နက်ကိုင်ကိုလူဆိုးစင်းတွင်းလိုက်မှာပဲ
တဘုံဘုံတို့လက်မခံဘူးလေပြည်သူသည်အာဏာရှင်မဟုတ်ဘူးဟောသူတို့စစ်တပ်ထောက်ခံတဲ့သူတွေကကြတော့ PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေတင်ထားတဲ့မြို့မှာရှိတဲ့ဖုံကြီးရောသီလရှင်ရောခလေးရောပြည်သူရောအကုန်လုံးကိုတပုံလို့သတ်မှတ်တယ်ဗျာနောင်ကြုံမြို့တစ်မြို့လုံးကိုဘုံကျဲတဲ့ကုံသွားအေးတာပဲပြဖြစ်သွားအေးတာပဲမီးလောင်သွားအေးတာပဲမြေကြံရပြီတဲ့အကုန်ပြောင်းရှင်းတဲ့အကုန်တက်တဲ့ဟာစစ်တပ်ထောက်ခံတဲ့သူတွေအဲ့လိုပြောတာနော်ဘလို့အုံနောက်တွေနဲ့မြန်အဲ့လိုစကားမျိုးပြောထွက်တယ်လေဗျာအခုကအင်္ဂလိပ်နဲ့စစ်ဖြစ်နေတာမဟုတ်ဘူးဂျပန်နဲ့စစ်ဖြစ်နေတာမဟုတ်ဘူးယူရီးယားနဲ့စစ်ဖြစ်နေတာမဟုတ်ဘူးတဖုံဖုံတို့ပြည်သူတွေလေအခု PDF တိုင်းရင်းသားလက်နက်ကိုင်တွေကိုဖုံဖုံတို့တိုက်ခိုင်းတယ်ဆိုတာမင်းအောင်လိုက်ဥဆောင်တဲ့အာဏာရှင်စနစ်ကိုပဲတိုက်ခိုင်းတာဟာပြည်သူကိုတိုက်ခိုင်းတာမဟုတ်ဘူးပြည်သူကိုအနိုင်ကျင့်ခိုင်းတာမဟုတ်ဘူးပြည်သူကိုအကြမ်းဖက်ခိုင်းတာမဟုတ်ဘူးနော်မင်းအောင်လိုက်ကိုထောက်ခံတဲ့သူတွေကကြတော့အကုန်လုံးကိုတပုံလို့တတ်မှတ်တယ်ဗျာဒါတော်တော်ဝမ်းထက်စရာကောင်းတယ်ဗျာဘလို့အုံနောက်မျိုးတွေနဲ့အဲ့လိုမြန်ဖို့တို့ပြောထွက်တာလဲစဉ်းစားမရအောင်ကိုလူမျိုးချင်းချင်းကိုတိုင်းသားချင်းချင်းကိုနိုင်ငံသားအချင်းချင်းကိုစစ်တပ်ကဘုံကျဲတာကိုသူတို့ကအကုန်ပြောင်းရှင်တဲ့မြေကြံရပြီတဲ့အဲ့ဒါအကုန်လုံးသဘုံနေတဲ့ဟာဒါတက်တော့ကိုပြောလို့တော့မထွက်ဘူးပေါ့နော်ပြောလို့တော့မထွက်ဘူးပေါ့ဘလို့အုံနောက်မျိုးတွေနဲ့ဒီလိုပြောတာလည်းမသိဘူးပေါ့နော်